ကျွန်တော် live line မှာ mission နှစ်ခုသွားတာဖြစ်တယ်ပထမ mission ကတော့ဆူတောင်းခြင်း mission ပဲဖြစ်ပါတယ်လို့เนาะဆိုတော့အပတ်တိုင်းအင်္ဂါနေ့တိုင်းမှာကျွန်တော်တို့မိသားစုတွေအားလုံးပဲဆူယုံပြီးတော့မှ Zoom မှာအတူတကွဆူတောင်းကြရတယ်အတူတကွမိတ္တဟာဖွဲ့တယ်နှုတ်ပတ်တော်ခံယူကြရတယ်ဒီရဲ့ Zoom prayer ကတကယ်ပဲလုံခြုံတဲ့နေရာဖြစ်တယ်တရားတရားခွန်အားယူခွင့်ရတဲ့နေရာတရားတရားเนาะကျွန်တော်တို့ရင်ဖွင့်လို့ရတဲ့နေရာမိတ္တဟာဖွင့်လို့ရတဲ့နေရာဖြစ်တယ်ဒါကြောင့်ဒီရဲ့ live line Zoom prayer အဖြစ်ဘုရားပို့ဆောင်ခဲ့တဲ့အရာများကိုလည်းပြောပြချင်ပါတယ်ကျွန်တော်တို့အပတ်စဉ်တိုင်းမှာအယောက်80ကနေ90ဝန်းကျင် Zoom မှာအတူတကွဆူတောင်းကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ2025-26ထဲမှာဆိုကျွန်တော်တို့ဒီရဲ့ဆူတောင်းခြင်းနဲ့ follow up ထိတွေ့ခဲ့ဦးရတော့အယောက်4426ဦးပဲဖြစ်ပါတယ်ဒီနေ့တဲ့ဖခင်ကိုအားလုံးပဲလက်ခုပ်တီးပြီးတော့မှကျေးဇူးတော်ချီးမွမ်းရအောင်ဒီရက်နဲ့ပတ်သက်ပြီးတော့မှလည်းတက်တေခံခြင်းကိုလည်းအားလုံးပဲနားဆင်ခွင့်ယူဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်မြန်မာ worship ကိုကျွန်မပါဝင်ခွင့်ရတာ6နှစ်ရှိပြီခွင့်လို့ပါမခါသီးနဲ့ဆိုတဲ့ဆရာရဲ့နှုတ်ကပတ်တော်ကျေးဇူးတော်ကြောင့်အိမ်တော်သက်42နှစ် anniversary ဖြစ်တယ်အိမ်တော်တစ်လျှောက်လုံးမှာအစဉ်ပြေခြင်းမစဉ်ပြေခြင်းတွေရှိတယ်ချီနှောင်ခြင်းတွေသဘောထားမတိုက်ဆိုင်ခြင်းတွေအဖြစ်မခွင့်လွှတ်ခြင်းတွေရှိတဲ့အခါမှာကျွန်မအတူတကွဒီနှုတ်ကပတ်တော်လေးကိုပြန်ပြီးတော့ remind ဖြစ်ခြင်းအားဖြင့်ဇနီးမောင်နှံနှစ်ယောက်အတူတကွအပြည့်ဝင်ချတယ်ဖခင်ရဲ့ကျေးဇူးတော်တွေကိုချီးမွမ်းတယ်ဖခင်နဲ့သွားတဲ့အသက်တာဖြစ်ဖို့ဆုတောင်းခြင်းအခွင့်ချီးမွမ်းခြင်းအခွင့်ကိုရတယ် NW နှုတ်ကပတ်တော်အဖြစ်မှာမိရဲ့အသက်တာပို့ပြီးတော့မှတော့ဖျားနဲ့ပို့ပြီးသွားလာတက်ဖို့တချို့စိတ်ကူစရာတွေအဲ့လိုတိုးလာပြီးဟေးဆိုလို့စီဆရာဆမတော်နှုတ်ကပတ်တော်အဖြစ်နေတက်ချရရှိတယ်နှုတ်ကပတ်တော်ရဲ့ဒီမျိုးစီတွေကကျမတို့စူးပေမှာကြားတယ်ကျမတို့ကြောက်ပေါ်နေပြီးမှာကြားတယ်ကျမတို့လမ်းမြေမှာကြားတယ်အတွက်ပျောက်သုံးသွားတယ်ပြတ်သုံးသွားတယ်သို့တော်လည်းညီမဝါရှိနဲ့တွေ့တဲ့အခါမှာကျမရဲ့နှလုံးသားမြေကိုဟိုဆရာအဖြစ်ပေါ့နော်ဆရာပြပြင်ခဲ့တဲ့အတွက်ကျမလည်းကောင်းတဲ့မျိုးစီတွေကိုနှလုံးသားမြေမှာကြားပြီးပေပေါက်ပြီးသိနေပါတယ်ကျမတို့ဒီနှုတ်ကပတ်တော်မှာရှစ်ခရစ်နဲ့အပြည့်ဆွဲနေလူတီနဲ့ခရစ်လူတီခိုင်ကနေကျမတို့ဒီပါလက်ဆွမ်းရံပြရောက်လာတယ်အခုကျမတို့ဘာဘာဆိုတဲ့အနေနဲ့ဘုဆက်တစ်ခုမှတော့စာလိုက်စတဲ့တုတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်ငါတော့အယံချရတဲ့ဟာငါတော့အယံတန်ဖောထားတဲ့အရာဟောဖယားကိုပေးခေလားဆိုတဲ့ဟာလေအဲ့တော့ကျမနှလုံးသားထဲမှာအယံထိပြီးတော့လေကျမခိုင်းနေရစားတာတွေငုံတယ်ကွန့်ရတွေစားတယ်နှစ်တယောက်တိုင်းဟောဒီဟာတွေကျမဖြတ်မယ်ဆိုပြီးတော့ဖြတ်တယ်တစ်လနှစ်လအဲ့လိုဖြတ်တယ်ဒါမဲ့ပြန်စားတယ်ပြန်ငုံတယ်တစ်ခါတလေအဲ့လိုအတွေးထဲမှာပေါ်အော်နေကအဲ့ဒါဖယားအတွက်ပေးတဲ့အဲ့ဒီတစ်ခုလေးတော့မပေးနိုင်ဘူးလားဆိုတော့စိတ်နဲ့လေအခုဆိုရင်ဖယားရဲ့ကျေးဇူးတော်ကြောင့်လုံးဝလွတ်မြောက်သွားပြီလို့ဟာလေလုယာကျွန်မရဲ့အသက်တာခရိယန်ဖြစ်သွားတာနဲ့လုံးဝအစစ်တွေချိုးဝှက်သွားတာမဟုတ်ဘူးဒီတာစုထဲမှာအလုံးငန်းချင်းမှာအပေါင်းတင်းချင်းမှာကျွန်မဒီဗုဒ္ဓဘာသာအတိုင်းဝင်တကယ်ချင်းအကုန်လုံးစွန့်ပစ်ခံရတယ်အဲ့ဒီချိန်မှာအော်ဖယားကိုအကူကအကျွေးမဲ့ယုံကြည်ပြီးမှကိုစားခွင့်ရတာအဲ့ဒါတမီတို့အသက်ရှင်ချင်းဟာတမီတို့ကိုယ်တိုင်တမီတို့အသက်ရှင်ချင်းမဟုတ်ဘဲနဲ့ဖရားအတွက်ပါလားဆိုပြီးမှတမီတေချာတိခဲ့ပြီးမှဖရားရဲ့အလိုတော်ကိုလည်းစတင်ပြီးမှဝန်ခံတက်လာတယ်တန်ရှင်သောဝိညာဉ်တော်ကိုလည်းတမီရဲ့အသက်တာမှာနေရာပေးတက်လာပြီးမှတန်ရှင်သောဝိညာဉ်တော်ရဲ့အလိုတော်နဲ့အသက်ရှင်သွားလာတဲ့အသက်တာလည်းဖြစ်လာခဲ့တယ်21ရက်နှစ်ဦးအစာကြောင့်ဆူတောင်းခြင်းမှာကျွန်မပါဝင်ခဲ့တယ်ဆရာနဲ့အတူတူဆရာမနဲ့အတူတူဆူတောင်းခံတဲ့အခါမှာဘုရားကကိုယ့်ကိုအဖြေပေးခဲ့တယ်ပေါ့နော်ဆရာပြောတယ်ဖျားအောင်နံပါတ်1ပေးတဲ့အခါမှာနောက်ဆက်တွဲဟာသူ့နေရာနဲ့သူချတဲ့ခါကြတော့ရှင်ကိုကဘာမှဟိုစိုးရိမ်ခြင်းမရှိဘဲเนาะဖျားတကယ်ပဲပို့ဆောင်ပေးတယ်ဆိုတဲ့အရာကိုလည်းဒီ MWR ဖြစ်ရောဒီစင်ပေးတယ်ဆရာဒီဗစ်ကနှုတ်ကပတ်တော်အားဖြင့်ငါ့ကိုတနေရာမှာတော့ဘုရားငါ့ကိုသုံးနိုင်တာပဲဆိုတာလေးကိုလည်းကိုခံစားလာရတာအဲ့ဒီလိုမှကျမတို့ကိုသင်ကြားပေးတဲ့အရာတစ်ခုချင်းစီတိုင်း series တစ်ခုချင်းစီတိုင်းကကျမတို့ကနားထောင်သက်မဟုတ်ဘဲနဲ့ဆင်ခြင်နိုင်တဲ့ခွန်အားအစွမ်းကိုကျမတို့ပေးတယ်လိုက်ရှောက်နိုင်တဲ့ခွန်အားအစွမ်းကိုပေးတယ်ကျမဒီတိုင်းတစ်ပါးကိုရောက်လာတာကလေဒီတာရွေးနဲ့ရှမ်းရဆိုတဲ့နေရာအနေစားပြီးကျမရောက်လာတာဖြစ်တယ်ရောက်လာကြတဲ့ကောင်းကြီးခံစားရတယ်ဝိညာဉ်ပိုင်းကောင်းကြီးခံစားခြင်းကိုရောက်လာတာဖြစ်ပေမဲ့ဖျားသခင်ကကျမကိုအနန္တတကုရှင်ရဲ့အသက်တော်နဲ့အသက်ရှင်ခွင့်ပေးတယ်ဒီ NW လာခြင်းအဖြစ်ပေါ့နော်နောက်တစ်ခုကျမတို့အကောင်းဆုံးကပါလဲဆိုလို့ရှိရင်ကျမရဲ့အသက်တာထဲမှာတန်ရှင်းသောဝိညာဉ်တော်ဘုရားအဖြစ်ပေါ့နော်ဘုရားရှိလူရှိမှာမျက်နှာသာရခွင့်ပေးတဲ့နေရာဖြစ်တယ်ဒါကြောင့်အရင်ယေရှုတင်တဲ့ NW နော်ဒီ6နှစ်တာကနေစပြီး80ကာလမှာပိုးပြီးမှအတွင်းရှင်တင်တဲ့ခံခဲ့ပါစေအဆုံးထိဒီ NW နဲ့လက်တွဲပါဝင်သွားတယ်ဆိုတော့ပြောချင်ပါတယ်ယေရှုတင်ပါတယ်